စာတင်ကြောင်းကိုဒီလိုရရှိရှိတက်မနစ်ကားကိုဘုံကျဲတာမင်္ဂလာပါခင်ဗျာ SSA ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်တွေကဆိုရင်နိုင်တော်လိုင်းနဲ့ပတ်သက်တဲ့တန်းဥတွေကိုတင်ဆက်ပေးနေတဲ့ရှင်တွေပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်တွေကိုစစုခိုင်းလေးပြုလုပ်ပြီးဆောင်ရွက်အပ်ပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာကြည့်ချသူများကိုထူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားမ2ယောက်နဲ့ခလေးအယောက်20စုစုပေါင်း22ယောက်တည်သုံးသွားတယ်ဒါရရတဲ့သူတွေက40ကျော်ရှိတယ်အများကြီးပဲเนาะဒီပဲမြို့နယ်အိုးတိန်တွင်းရွာမှာအဲ့တော့ဒီကနေ့ဒီပဲမြို့နယ်အိုးတိန်တွင်းရွာရဲ့ဖြစ်ဟာတကယ်ကိုအဖြစ်ဆိုးကြီးပဲဗျာဟောတဏှာညှာတာမှုကင်းမဲ့တဲ့လုပ်ရက်ပေါ့စစ်ကောင်စီကိုဘုံဘုံတို့ပြောစရာစကားလည်းမရှိတော့သူတို့ကိုပြောလဲဘာမှဖြစ်မှာမဟုတ်အချက်အကြောက်လည်းမရှိတော့ဘူးတဏှာညှာတာမှုလည်းမရှိတော့ဘလောက်ပြောဘလို့စကားတွေပဲတုံသူတို့ကိုပြောလို့မနိုင်တော့ဘာဖြစ်လို့လဲသူတို့ရဲ့ဒီရုံမာမှုအကြမ်းဖက်မှုတွေကိုရှက်တယ်လို့ကြောက်တယ်လို့ရှိမှမရှိတာဗျာနေ့စဉ်နေ့တိုင်းပုံကျင်အဲ့တော့ပြောလို့ဘာထူးတော့မှာအဲ့တော့ပြည်သူတွေကိုသိသိချင်တာကဒီကနေ့ဒီပဲရင်အိုးတိန်တွင်းရွာကိုစစ်တပ်ကဘုံကျဲတယ်စစ်တပ်ကဒီပဲရင်ဆိုတော်တော်မုန်းတယ်ပေါ့နော်ဘုံတို့မိဘပြည်သူတွေတတိထားမိလားမသိဘူးမေစုကိုလှုပ်ကြံခဲ့တာဒီပဲရင်ရေးခင်းဆိုတာလေစစ်တပ်ကဒီပဲရင်ကိုတော်တော်မုန်းတယ်ဒီပဲရင်ကိုတော်တော်မုန်းတယ်အဲ့တော့ဒီပဲရင်အိုးတိန်တွင်းရွာကိုစစ်တပ်ကဒီကနေ့ခလေးတွေရဲ့စာတင်ကြောင်းကိုဘုံကျဲတယ်ခလေးအယောက်20နဲ့ဆရာမ2ယောက်သေသွားတယ်ပေါ့နော်ဒဏ်ရာရတဲ့သူက40တောင်ကျော်တယ်တကယ်စိတ်မကောင်းဘူးပေါ့ဗျာစာတင်ကြောင်းကိုတမန်တကာဘုံကျဲတာပေါ့ဗျာအခုလက်ရက်ကုန်းကြီးရွာတို့ဗစီကြီးရွာတို့နောက်စီပါရွာတို့ဆိုတာကြားဖို့မှာပေါ့နော်ပြောစရာစကားလည်းမရှိတော့ပါဘူးဒါပေမဲ့ပြည်သူကိုသိသိချင်တာကတော့ရိုးရိုးလေးပါပဲเนาะရိုးရိုးလေးပါပဲနောက်ဒီကနေ့ပဲဗျာစကိုင်းတိုင်း6ဦးမြို့နယ်အလဲပိုင်းเนาะစကိုင်းတိုင်း6ဦးမြို့နယ်အလဲပိုင်းကိုလေကြောင်းနဲ့ဘုံကျဲတာပြည်သူ2ယောက်သေပြီးတော့9ယောက်ဒဏ်ရာရတယ်ပြည်သူ2ယောက်သေပြီး9ယောက်ဒဏ်ရာရတယ်ဒါစကိုင်းတိုင်း6ဦးနောက်စကိုင်းတိုင်းမြောက်ပိုင်းကတ္တခရိုင်မော်လူမြို့ကိုဘုံကျဲတယ်ပြည်သူ2ယောက်သေပြီးတော့9ယောက်ဒဏ်ရာရတယ်ဒါဒီကနေ့တရက်သေးပဲဘုံကျဲတာနော်စကိုင်းတိုင်းမော်လူကိုဘုံကျဲတယ်စကိုင်းတိုင်း6ဦးကိုဘုံကျဲတယ်စကိုင်းတိုင်းဒီပဲရင်ကိုဘုံကျဲတယ်ဟောစုစုပေါင်းဒီကနေ့တရက်သေးကိုပြည်သူ40လောက်သေပါတယ်ဗျာနော်ပြည်သူ40လောက်သေပါတယ်နောက်တစ်ခုကစကိုင်းတိုင်း6မြို့နယ်3ပန်လှကျေးရွာမှာပြုလုပ်နေတဲ့အလှပွဲကိုဘုံကျဲတာနော်3ပန်လှကျေးရွာမှာလုပ်နေတဲ့အလှပွဲကိုဘုံကျဲတာမောင်ရှင်လောင်ဖခင်ဖြစ်သူအပါဝင်အမျိုးသား3ယောက်သေသွားတယ်မောင်ရှင်လောင်ရဲ့ဖခင်ဖြစ်သူရဲ့နောက်စုစုပေါင်းအမျိုးသား3ယောက်သေသွားတယ်အလှတက္ကမနဲ့နားထွင်းတဲ့တမီးငယ်ကဒဏ်ရာအပြင်းထန်ရသွားတယ်ဟောနောက်တစ်ခုကကချင်ပြည်နယ်ဗန်မော်မြို့ပေါ်ဘုံကြီးကျောင်းမှာစစ်ဘေးရှောင်ခိုလုံနေတဲ့ပြည်သူတွေကိုစစ်တပ်ကဘုံကျဲတာအဲ့ဒီဗီဒီယိုဖိုင်ကိုလည်းတွေ့ပြီးလောက်ပြီလို့ထင်ပါတယ်ပေါ့နော်15ဦးသေပြီးတော့30ကျော်ဒဏ်ရာရတယ်ဒါလည်းတိတ်မကြသေးဘူးဒါလည်းဒီတရက်နှစ်ရက်အတွင်းပါပဲနော်နောက်တစ်ခုကစကိုင်းတိုင်းဝက်လက်မြို့နယ်
အတွင်နေရာ9ခုကိုဘုံကျဲတာပြည်သူ12ယောက်သေသွားတယ်9ယောက်နော်9ယောက်ထန်ရတယ်ဒါဝက်လက်မြို့နယ်ကိုဘုံကျဲတာပေါ့နော်ပြည်သူ12ယောက်သေပြီးတော့9ယောက်ထန်ရတယ်ဒီတစ်ပတ်အတွင်းကိုဘုံကျဲတာကိုရာဂဏန်းဒီပါသေတယ်ပေါ့နော်နောက်စင်ကူမြို့နယ်ကြည်တောက်ပေါက်ရွာနဲ့တပိတ်ချင်းမြို့နယ်ဇေယျကွင်းကျေးရွာကိုဘုံကျဲတာခလေး2ယောက်ပါဝင်ပြည်သူ6ယောက်သေဆုံးတယ်ဗျာနောက်တစ်ခုကပဲခူးတိုင်းမူးမြို့နယ်အတွင်းကျေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တယ်လက်နက်ကြီးနဲ့ပစ်ခတ်တယ်ပြည်သူ1ယောက်သေသွားပြီးတော့ရွာရီမီးလောက်ကိုတယ်ပေါ့နော်ပြည်သူ1ယောက်သေပြီးတော့ရွာရီမီးလောက်ကိုနောက်တစ်ခုကမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာကိုစစ်တပ်ကဘုံကျဲတာနေအိမ်အများပြားမီးလောင်ပြီးတော့ပြည်သူ2ယောက်ထိခိုက်ဒဏ်ရာရတယ်နောက်တစ်ခုကမန္တလေးတိုင်းစစ်ကူးမြို့နယ်စိုက်ကင်းကျေးရွာကိုစိုက်ကွေးကျေးရွာကိုလေရင်နဲ့ဘုံကျဲတာပြည်သူ2ယောက်ထိခိုက်ဒဏ်ရာရတယ်ပြီးတော့ရွာတွေမီးလောင်နောက်မကွေးတိုင်းကံကောမြို့နယ်ခလာရ90တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကလယ်မရွာကိုစစ်ကြောင်းထိုးပြီးတော့လူငယ်17ယောက်ကိုတတ်သွားတယ်စစ်ကြောင်းထိုးပြီးလူငယ်17ယောက်ကိုတတ်သွားတာစဉ်းစားကြည့်နော်ဒီတစ်ပတ်သေတာတွေမနှဲဘူးပဲခလာရ90တပ်ရင်းကလယ်မရွာကိုစစ်ကြောင်းထိုးတာလူငယ်17ယောက်ကိုတတ်သွားတယ်ပြည်သူ20ကျော်ကိုတစားခံဖမ်းဆီးသွားတယ်17ယောက်ကိုတတ်သွားပြီးတော့20ကျော်ကိုတစားခံဖမ်းဆီးသွားတယ်ဟောအများကြီးပဲနောက်တစ်ခုကမော်လူးမြို့ကိုစစ်တပ်ကဘုံကျဲတာပြည်သူ2ယောက်သေပြီးတော့9ယောက်ဒဏ်ရာရတယ်နောက်တစ်ခုကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်လှိုင်ကွယ်ကျေးရွာကဆေးရတော့လှိုင်ကွယ်ပေါ့နော်လှိုင်ကွယ်ကျေးရွာကဆေးရတော့ဥဒုဇာတပြန်လွန်တော်မူသွားတယ်ဟောဘုန်းကြီးတစ်ပါးပြန်လွန်တော်မူသွားတာပေါ့နော်နောက်တစ်ခုကတပိတ်ချင်းရေထွက်ရွာကိုစစ်တပ်ကဘုံကျဲတယ်တပိတ်ချင်းနဲ့စစ်ကူကိုနေ့တိုင်းလိုဘုံကျဲတာနေ့တိုင်းလိုဘုံကျဲတပိတ်ချင်းနဲ့စစ်ကူကိုနေ့တိုင်းလိုဘုံကျဲတယ်ပြည်သူ1ယောက်သေဆုံးပြီးတော့9ယောက်တောင်ဒဏ်ရာရတယ်နော်မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဘဲမြေကျေးရွာဖုန်ကြီးကျောက်ကိုစစ်တပ်ကဘာတိုက်ပွဲပဖြစ်ခြင်းမရှိဘဲနဲ့ဘုံကျဲတာဇေဒီတွေပြိုကျသွားတယ်ဖုန်ကြီးကျောက်ပျက်စီးသွားတယ်ပေါ့နော်ဇေဒီတွေပြိုကျပြီးဖုန်ကြီးကျောက်ပျက်စီးသွားတယ်နောက်တစ်ခုကနောင်ချုံမြို့ကိုအစိမ့်ငွေဘုံတွေနဲ့ဘုံကျဲတာဟောအစိမ့်ငွေဘုံတွေလည်းဘုံကျဲတယ်လက်နက်ကြီးနဲ့လည်းပစ်ခတ်တယ်နောင်ချုံကလေးများပါဝင်ပြည်သူ4ယောက်သေဆုံးသွားတယ်အစိမ့်ငွေဘုံတွေနဲ့လည်းဘုံကျဲတယ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်နောက်ကျုံမှာကလေး1ယောက်ပါဝင်ပြည်သူ4ယောက်သေဆုံးသွားတယ်နောက်မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့တဲကိုဆောက်လို့ရေးပစ္စည်းတွားဝယ်တဲ့ဦးစင်းတစ်ပါးနဲ့ဒဏ်ရာက1ယောက်ကိုစစ်တပ်ကဖမ်းဆီးပြီးတော့နှိပ်စက်ညှင်းဆဲတာဦးစင်းတစ်ပါးကပြန်လွန်တော်မူသွားတယ်ဓကာ1ယောက်ကမသိုံတမဲပဲဒဏ်ရာအပြင်းထန်ရသွားတယ်ပေါ့နော်နောက်တစ်ခုကမန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြည်သူ1ယောက်ကိုလဲလီတက်ဖြတ်သွားတယ်နောက်ထမ်းတက်နေတဲ့ပြည်သူ1ယောက်ကိုလည်းပဲပြစ်တက်သွားတယ်ဟောထမ်းပေပေါ်မှာထမ်းတက်နေတဲ့သူကိုလည်းပြစ်တက်သွားတယ်နောက်လမ်းမှာတွေ့တဲ့ပြည်သူ1ယောက်ကိုလည်းလဲလီပြီးတော့ကိုတက်ဖြတ်သွားတယ်ဗျာဒါကကြောက်ပတောင်းမှာပေါ့နော်နောက်ကမကွေးတိုင်းပခုတ်ကူမြို့နယ်မီးသွေးကန်ကျေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာအသက်2နှစ်ခွဲရွယ်ကလေး
ကြည်ထိမှန်ပြီးတော့ဗိုက်ပေါက်ပြီးတေဆုံးသွားတယ်နော်မိခင်ဖြစ်သူအပါဝင်ပြည်သူ3ဦးကဒဏ်ရာရသွားတယ်ဟောပခုတ်ကူမြို့နယ်မီးသွေးကန်ကျေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာအသက်2နှစ်ခွဲအရွယ်ကလေးဗိုက်ပေါက်ပြီးတော့တေဆုံးသွားတယ်မိခင်နဲ့ပြည်သူ3ဦးကဒဏ်ရာအပြင်းထန်ရသွားတယ်ဒီကနေ့ဒီဘဲရင်အိုးတိန်တွင်းရွာကိုဘုံကျဲတာနဲ့ပတ်သက်ပြီးတော့UNGကထုတ်တဲ့စာကိုဖတ်ပြပြီလို့တော့စာတင်ကြောင်းများကိုပြစ်မှတ်ထားတိုက်ခတ်ခြင်းနဲ့ပတ်သက်ပြီးတော့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာချက်တဲ့ UNG ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်ကျူးလွန်သူများပူပေါင်းပါဝင်သူများအားလုံးကိုထိုက်တဲ့တန်အရေးယူပြစ်ပေးသွားမယ်ဟောဒါ UNG ကထုတ်ပြန်တဲ့စာပေါ့နော်ကျူးလွန်သူများပူပေါင်းပါဝင်သူများအားလုံးကိုထိုက်တန်အရေးယူပြစ်ပေးသွားမယ်အပြစ်ပေးတာကနောက်မှလीပြည်သူတွေသေသွားတာကအရင်လीဗျာအပြစ်ပေးတာကနောက်မှနော်ဒီနေရာမှာတခုအကြံပြုကျင်တာကလေနဲ့ဘုံကျဲခံရတာအခုမှအထူးဆိုင်လည်းမဟုတ်ဘူး၄နှစ်ကျော်နေပြီလေနဲ့ဘုံကျဲခံရတာနော်အခုမှအကျဲခံရလို့ပထမဆုံးမှလို့ဘာမှမသိသေးလို့မကာကွယ်တတ်ဘူးဆိုရင်ဒါဖိုးတို့နားလည်ပေးလို့ရတယ်နော်ကွက်လေးနဲ့ဘုံကျဲတာ၄နှစ်ရှိသွားပြီတခါလာလဲစာထုတ်တခါလာလဲစာထုတ်ဟောကုလသမဂ္ဂစာထုတ်တာကိုဖိုးတို့စိတ်ဝင်စားပါဘူးဘာဖြစ်လို့လဲဆိုတော့ကုလသမဂ္ဂစာထုတ်တာလွယ်ဘာမှမပို့ဘူးလीနောက်အမေရိကန်ပဲဖြစ်ဖြစ်ဥရောပကပဲဖြစ်ဖြစ်စာထုတ်ဒါသူတို့နဲ့မဆိုင်ဘူးလीမဆိုင်ဘူးသူတို့ကအများဆုံးစာပဲထုတ်မှာဒါဖိုးခဏပြောတယ်နော်ဖိုးတို့အာနာသိမ့်ပြီးဂါဇာကတော့ကဖိုးလာမင်းကြီးရှိမှာထမင်းစီစံရွှေလင်မတ်ကိုတောင်းတယ်လို့ပဲရမလားနဲ့ရာနှုံးနဲ့တောင်းကြည့်တာတကယ်တမ်းနိုင်ငံရေးကိုနားလည်သွားတဲ့အချိန်မှာဘယ်နိုင်ငံကမှအကူအညီမရနိုင်ဘူးဆိုတာဖိုးတို့ဒါသိသွားပြီနိုင်ငံရေးကိုနားလည်သွားတဲ့အချိန်မှာသိသွားပြီအခုခလေးတွေဘုံကျဲခံရတယ်ဖိုးတို့မိဘပြည်သူတွေကဘာကြီးကကိုကြီးမဲ့ထင်သလားစိတ်ပူမဲ့ထင်သလားဟိုမှာရုရှားကယူကရိန်းကိုဘုံကျဲတာအများကြီးသေးတယ်ကဲသူတို့ဘာလုပ်လဲဘာမှမတက်နိုင်ဘူးမလားရုရှားကယူကရိန်းကိုဘုံကျဲတာအများကြီးသေးတယ်ဟောနောက်အစ္စရေးကအခုပါလက်စတိုင်းကိုဘုံကျဲတယ်ဂါဇာကိုဘုံကျဲတယ်လက်ဘနွန်ကိုဘုံကျဲတယ်နော်ဒါအစ္စရေးဘုံကျဲတဲ့နေရာတွေနော်ပါလက်စတိုင်းဂါဇာလက်ဘနွန်အဲ့ဒီမှာစေယုံတွေစာတင်ကျောင်းတွေခလေးတွေအပြစ်မဲ့ပြည်သူတွေယာနဲ့ကြည့်ပြီးတော့သိတယ်ကဘာကြီးဒီတိုင်းလက်ပိုက်ကြီးကြည့်နေတာဘာမှမတက်နိုင်ဘူးပြောချင်တာကကဘာကြီးဆိုတာကသစိမ့်ပြနော်ဖိုးတို့မြန်မာနိုင်ငံမှာရှိတဲ့သူတွေတောင်မှသစိမ့်လိုနေနေတဲ့သူတွေအများကြီးအခုမဲအောင်လိုက်စစ်မှုထမ်းလို့ဆိုပြီးတော့စစ်မှုထမ်းခိုင်းလို့ဆိုပြီးတော့ထိုင်းနိုင်ငံကိုထွက်ပြေးလာကြတယ်ထိုင်းရောက်တော့ကိုယ်နဲ့မဆိုင်သလိုနေနေတဲ့သူတွေအများကြီးပဲဒါမြန်မာနိုင်ငံသားအချင်းချင်းတော့ကိုယ်မြန်မာနိုင်ငံသားအရင်ခောက်ကတော့မှမဲအောင်လိုက်ဒုက္ခပေးလို့ထိုင်းရောက်လာတော့မှကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူတွေအများကြီးပဲဟိုကကဘာကြီးဆိုတာပိုလို့တော့မဆိုင်သေးတယ်ကဘာကြီးဆိုတာပိုလို့တော့မဆိုင်သေးတယ်နော်အဲ့တော့တခါလာလဲစာထုတ်တခါလာလဲကဘာကြီးကိုအကူညီတောင်းတခါလာလဲကဘာကြီးကိုဒါတွေကအလုံးမဖြစ်ဘူးနော်တော်လိုင်းအစတုန်းကတော့ကဘာကြီးကိုအကူညီတောင်းတာတို့
စာထုတ်တာတို့ကဟုတ်နှုံနှုံပဲဗျအခုကတော်လိုက်4နှစ်ကျော်ပြီလေအဲ့4နှစ်ကျော်ပြီဆိုတာစာထုတ်တာတွေကအသုံးဝင်တော့ဘူးနော်အဲ့ဒါတွေကပြောချင်တာအန်တိတ်ဖြစ်သွားပြီဒိတ်အောက်သွားပြီစာထုတ်တာတွေကအသုံးဝင်တော့အဲ့တော့ဒီအသုံးဝင်တော့တဲ့ဟာတွေကိုနီလန်ဟောင်းကြီးတွေဘုန်းဘုန်းဘာလို့သုံးတော့မလဲနော်ဘုန်းနီလန်ဟောင်းကြီးတွေဘုန်းဘုန်းတို့မသုံးတော့ဘူးလေဥပမာဆိုကြပါစို့လူတယောက်ကဒီနီလန်ဟောင်းကြီးနဲ့ပဲသူစ조사တယ်ဆိုရင်ဒီနီလန်ဟောင်းကြီးကမအောင်မြင်ဘူးဆိုရင်တခြားနီလန်ကိုစဉ်းစားရမယ်လေနော်တခါလာလဲဒီနီလန်ဟောင်းကြီးတခါလာလဲဒီနီလန်ဟောင်းကြီးဒီနီလန်ဟောင်းကြီးကအလုံးမဖြစ်ပါဘူးဆိုမှတခြားနီလန်ပြောင်းပြီးစဉ်းစားတာလည်းမရှိဘူးနော်အခုအန်ယူဂျီပညာရေးဝန်ကြီးဌာနကနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်လဲတဲ့ထိရောက်အကျိုးရှိသောတားဆီးအရေးယူမှုများကိုဆောင်ရွက်ပါတဲ့ဟောဆောင်ရွက်ပေးပါပေါ့နော်ဆောင်ရွက်ပေးပါတခါလာလဲနိုင်ငံတကာတခါလာလဲနိုင်ငံတကာဟိုမှာအစ္စရေးကပါလက်စတိုင်းဂါဇာလက်ဘနွန်မှာဆေးရုံတွေစာသင်ကျောင်းတွေကိုဘုံကျဲတာခလေးတွေအပြစ်မဲ့ပြည်သူတွေတေးတာအများကြီးပဲကဘာကြီးဘာမှမလုပ်ပေးနိုင်ဘူးဘာမှမလုပ်ပေးနိုင်အဲ့တော့မင်းအောင်လိုက်ကတခါလာလဲဘုံကျဲတယ်ကဘာကြီးကိုတန်းတတယ်စာထုတ်တယ်မင်းအောင်လိုက်ကတခါလာလဲဘုံကျဲတယ်ကဘာကြီးကိုတန်းတတယ်စာထုတ်တယ်ဟောမင်းအောင်လိုက်ကဘုံကျဲတယ်တခါလာလဲကဘာကြီးကိုတန်းတတယ်ဒါနဲ့ကိုမပြီးတော့မင်းအောင်လိုက်ဘယ်ချိန်ပဲဘုံကျဲကျဲကဘာကြီးကိုတန်းတပြီးစာထုတ်တယ်အဲ့ဒီစာကိုကဘာတော့မြင်မှာမဟုတ်သိမှာတော့မဟုတ်အဲ့ဒီစာကိုကဘာကမြင်လည်းမမြင်ဘူးသိလည်းမသိပြောချင်တာကကဘာကြီးကိုအားကိုးတာကတော်တော့ပြီကဘာကြီးကိုအားကိုးတာတော်တော့ပြီအခုကစစ်ဖြစ်နေတာလေဗျာကစားနေတာမဟုတ်ဘူးနော်ဟိုလာတာညာအခါကစားမလားနားမလားကစားနေတာမဟုတ်ဘူးဗျနော်လာတာညအခါကစားမလားနားမလားကစားနေကြတာမဟုတ်ဘူးစစ်တိုက်နေကြတာအဲ့တော့စစ်တိုက်နေကြတာဖြစ်တဲ့အတွက်ကြောင့်ခလေးတွေကိုဘာကြောင့်ဒီစာသင်ကျောင်းတွေမှာစာသင်ပေးနေတာလဲစဉ်းစားကြည့်နော်ဘုံဘုံလိုက်ကိုကြည့်တယ်မိဘပြည်သူတွေဆိုရင်သိတယ်ဘုံဘုံအမဲပြောတယ်စာသင်ကျောင်းဆေးရုံစေခန်းဖုန်ကြီးကျောင်းဘာသာရေးအဆောက်အဲ့ဒီ9နေရာမှာမနေနဲ့တော့အဲ့ဒီ9နေရာကိုပဲစစ်တပ်ကဘုံကျဲနေပါတယ်ဘုံကျဲနေပါတယ်လို့ဖုံဖုံနေ့တိုင်းပြောတယ်နော်ဖုံဖုံပြောခဲ့တာကြာပြီနော်အခုဒီကနေ့ဒီဘဲရေးမှာဘုံထက်ကျဲခံရမှဖုံဖုံထပြောတာမဟုတ်ဘူးနော်ဖုံဖုံပြောခဲ့တာကြားလာနေပြီနော်ပြည်သူတွေစစ်ဘေးရှောင်တွေစာသင်ကျောင်းတွေမှာမနေပါနဲ့ဆေးရုံတွေမှာမနေပါနဲ့ဆေးဘေးကတွေမှာမနေပါနဲ့ဘုံကြီးကျောင်းတွေမှာမနေပါနဲ့ဘာသာရေးအဆောက်အဦတွေမှာမနေပါနဲ့အခုမင်းအောင်လိုက်ဘုံကျဲတဲ့သတင်းတွေကိုကြည့်လိုက်မင်းအောင်လိုက်ဘုံကျဲတဲ့သတင်းကိုကြည့်လိုက်စာသင်ကျောင်းကိုဘုံကျဲတယ်ဆေးရုံကိုဘုံကျဲတယ်ဆေးဘေးခန်းကိုဘုံကျဲတယ်ဘုံကြီးကျောင်းကိုဘုံကျဲတယ်ဘာသာရေးအဆောက်အဦတွေကိုဘုံကျဲတယ်ကြည့်လိုက်မယုံကြည့်လိုက်မယုံရင်ဘုံကျဲခံရတဲ့သတင်းတွေကိုပြန်ဖတ်ကြည့်လိုက်စေယုံစေကန်စာတင်ကျောင်းဖုန်ကြီးကျောင်းဘာသာရေးအဆောက်အဦအဲ့ဒီ9နေရာနဲ့လွတ်တဲ့နေရာမရှိဘူးနေ့တိုင်းဒီ9နေရာကိုပဲဘုံကျဲနေတာနော်နေ့တိုင်းစစ်တပ်ကဒီ9နေရာကိုပဲအဲ့တော့ပြောချင်တာကအခုက4နှစ်ကျော်နေပြီလေမင်းအောင်လိုက်ဒီလောက်ဘုံကျဲနေတာလေမင်းအောင်လိုက်ဒီလောက်ဘုံကျဲနေတာ4နှစ်ကျော်နေပြီအဲ့တော့ပြည်သူတွေခလေးတွေကိုဘယ်နာမှာရှိတဲ့နဲ့ဘယ်နာမှာမရှိသင့်ဘူးဆိုတာကဒါခေါင်းဆောင်လုပ်တဲ့သူတွေစဉ်းစားရတော့မှာလေဗျာခေါင်းဆောင်လုပ်တဲ့သူတွေစဉ်းစားရတော့မှာဟုတ်တယ်မလားအခုဘုံချက်ခိုင်းတဲ့သတင်းတွေကိုလိုက်ဖတ်ကြည့်လိုက်တခါလာလဲစာသင်ကျောင်းတခါလာလဲစေယုံတခါလာလဲစေဘေခန်းတခါလာလဲဖုံကြီးကျောင်းတခါလာလဲဘာသာရေးအဆောက်အဦ
အဲ့တော့ပြောချင်တာကဖုံးတို့ကပြောလို့ပဲရတယ်ဖုံးတို့ကအာဏာရှိတဲ့သူမဟုတ်ဘူးနော်ဖုံးတို့ကအစိုးရတာဝန်ယူထားတဲ့သူမဟုတ်ဘူးဖုံးတို့ကလက်တံခြေတံမရှိဘူးအန်ယူဂျီကကြတော့သူကလက်တံခြေတံရှိတယ်ဥပမာဆိုကြပါစို့အခုဒီဘဲရင်ပဲဖြစ်ဖြစ်ရွှေဘိုကိုပဲဖြစ်ဖြစ်အန်ယူဂျီကသူတို့တစ်ချက်ကလေးပဲပြောလိုက်လို့ရတယ်အေးမင်းတို့ဒီဘဲရင်တစ်မျိုးနယ်လုံးမှာပသုံးလုံးနေကလေးတွေကိုဆေးရုံဆေးကန်းစာတင်ကြောင်းဖုန်းကြီးကြောင်းဘာသာရေးအဆောက်အဦတွေမှာမင်းတို့မထားနဲ့စာမတင်ရဘူးလို့ဖုံမပြောဘူးစာတင်ဒါပေမဲ့စာတင်ကြောင်းတွေမှာမတင်နဲ့တော့အညာဒေသမှာတစ်ပင်နေရှိတယ်အဲ့ဒီတစ်ပင်အောက်တွေမှာတင်ပြီးရင်ပုံးခိုကျွေးတွေတူထားနော်ဟိုမှာဗီယက်နမ်နဲ့အမေရိကန်စစ်ဖြစ်တယ်အမေရိကန်ဆိုတာကမ္ဘာအင်အားကြီးဆုံးနံပါတ်1ဗျာစူပါပါဝါနော်အင်အားအကြီးဆုံးအမေရိကန်တော့ဗီယက်နမ်ကိုဘုံကျဲတာအမေရိကန်ပဲရှိတယ်ဗီယက်နမ်တွေဘလို့အသက်ရှင်ခဲ့တယ်ဒီတိုင်းကြီးစာထုတ်လို့အသက်ရှင်ခဲ့တာမဟုတ်ဘူးနိုင်ငံတကာကိုကူညီတောင်းလို့အသက်ရှင်ခဲ့တာမဟုတ်ဘူးဗီယက်နမ်တွေစာမထုတ်ခဲ့ဘူးနိုင်ငံတကာကိုကူညီမတောင်းခဲ့ဘူးအမေရိကန်ဘုံကျဲတာကိုဗီယက်နမ်တွေဘလို့အသက်ရှင်ခဲ့တယ်ဘလို့ကာကွယ်ခဲ့တယ်ကျဲစံဘုံကျဲစလောက်ကျဲစံဗီယက်နမ်တွေပုတ်ခိုခြင်းတွေတူးထားတယ်ပြီးတော့သူတို့လူစုလူဝေးတွေမလုပ်ဘူးဟမ်လူစုလူဝေးတွေမလုပ်ဘူးပုတ်ခိုခြင်းတွေတူးထားတယ်လာအမေရိကန်ဘုံလာကျဲပြီဆိုတာနဲ့သူတို့ကမြေကြီးထဲဝင်ပြေးကြတယ်ဗီယက်နမ်တွေကအခုကတော်လှန်ရေးက4နှစ်ကျော်နေပြီအန်ယူဂျီကတခါလာလဲစာထုတ်တယ်တခါလာလဲနိုင်ငံတကာကိုကူညီတောင်းတယ်ဟာအဲ့ဒီနိုင်ငံတကာကိုကဘုံကျဲနေတာလीဟိုမှာအစ္စရေးကကိုကဟာမတ်ဟစ်ဘိုလာပါလက်စတိုင်းဂါဇာလက်ဘနွန်ကိုဘုံကျဲနေတာလीအဲ့ဒီအစ္စရေးဘုံကျဲတာအမေရိကန်လည်းပါတယ်လीအမေရိကန်ကိုယ်တိုင်ကယီမင်ကိုဘုံကျဲနေတယ်လीအမေရိကန်ကိုယ်တိုင်ယီမင်ကိုဘုံကျဲနေတယ်လीစဉ်းစားကြည့်နော်အဲ့ဒီကဘာကြီးကကိုကတော်တော်လဲဘုံကျဲနေတာပဲ